တင်တာကိုလောက်နိုင်တာသိကြပါတယ်။တင်ကိုယ်တိုင်သာလက်မခံဘူးဆိုရင်တင်ကိုဘယ်အရာကမှဖြစ်စီလို့မရနိုင်ပါဘူး။တန်ကိုတန်ချေကပဲဖြစ်စီနိုင်တယ်လို့ပေါ့။စင်ရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာတင်ဟာကန်အဆိုးဆုံးလူထင်ကောင်းထင်မိပါလိမ့်မယ်။ဒါပေမဲ့တကယ်တော့တင်ထက်ပိုပြီးကန်ဆိုးတဲ့သူတွေလောကမှာအများကြီးရှိပါတယ်။ဒါကြောင့်အားငယ်မနေပါနဲ့။အမြဲတမ်းတွေးပူတတ်တဲ့ကလေးအကျင့်ဆိုရဲကနေအမြန်ဆုံးယုံထွက်လိုက်ပါ။ဖြစ်ဆိုပံမှာကျုံတွေ့နေရတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပြီးသွားရင်တော့တင်းရဲ့အနာဂတ်ဟာတောက်ပလာမှာအတိအကျပါပဲ။အမြဲတမ်းတယောင်တည်းဖြစ်နေတယ်လို့စိတ်အားငယ်နေတာလား။တကောင်တည်းဆိုရင်လည်းချင်းသေးပဲလို့ခုကိုခိုင်ခိုင်မာမာမှတ်ယူထားလိုက်ပါ။လောကရန်ရဲ့ရဲခတ်မှုတွေကဘလောက်ပဲကြမ်းတမ်းနေပါစေ။စိတ်ဓာတ်မှာကြောမီဆွဲကောင်းကောင်းနဲ့ရှေ့ဆက်မယ်ဆိုရင်လမ်းဆုံးမှာအောင်မြင်မှုရဲ့အသီးပွင့်တွေကိုတင်မှုချခံစားရပါလိမ့်မယ်။လမ်းတစ်ဝက်ကနေလွှဲ့ပြန်လာရင်တော့အချင်းရောစိတ်ပိုင်းဆိုင်ရာပါပိုပြီးရှုံဆုံးသွားပါလိမ့်မယ်။တင်းရဲ့ရီမန်းချက်နဲ့အိမ်မက်တွေကိုတင်းစိတ်ကြိုက်ပုံဖော်ခွင့်ရှိပါတယ်။ရီမန်းချက်ဆိုတာကန့်သက်ချက်မရှိပါဘူး။စင်ဆက်မပြတ်ကြိုးစားနေဖို့ပဲလိုပါတယ်။ဒါကိုတင်လွတ်နေပါတယ်။တီကြပေါက်တင်လွတ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်ဟာတကယ်ကိုတော်တဲ့သူတယောက်ဖြစ်နေလို့ပါပဲ။